တဲ့ခါကျတော့နည်းနည်းနှီးတဲ့အတွက်ကြောင့်သူကတစ်စက္ကန့်ကိုဘယ်လောက်သွားလဲဆိုလို့ရှိရင်ကျတော့100လောက်သွားတယ်နော်100 page per second ပေါ့ဒါဆောနာတော့က free nucleotide တွေတစ်ခုပြီးတစ်ခုတွဲထားတဲ့ဟာပရိုကရုတ်မှာဆိုရင်တစ်စက္ကန့်ကို nucleotide ပေါင်း2000လောက်ချိတ်ပေးနိုင်ပြီးတော့ယူကရုတ်မှာဆိုရင်တော့တစ်စက္ကန့်ကို nucleotide ပေါင်း100လောက်ဘာလို့ပေးနိုင်လဲဆိုရင်ချိတ်ဆက်ပေးနိုင်တယ်လို့ဆိုလိုတာဖြစ်တယ်နားလည်မလားနားလည်မလားဟုတ်ဆရာဟုတ်ပြီနော်ကဲဆိုဆရာတို့ဒီနေ့ replication ကိုtextbook ဖတ်မယ်နောက်ပြန်ကြမှာပဲဆရာတို့နောက်ထပ်သင်ခန်းစာအတွက် presentation လုပ်ပေးမယ်နော်အဲ့တော့ဒါလေးကတော်တော်များများသိပြီးသားဟာတွေလည်းပါလိမ့်မယ်ပြန်ပြီးတော့ဆရာတို့နောက်တစ်ခါပြန်ပြီးတော့ဖတ်ကြည့်ရအောင်အဲ့လေနော်ကဲတွေ့လား screen တွေ့ပြီလားဟုတ်တွေ့ပါတယ်ဆရာနော်ဒီမှာဗာပြောလဲ DNA replicating structure DNA ကဘာလုပ်နိုင်တယ်လဲ self replicate ဘာလုပ်နိုင်လဲ DNA က self replicate လုပ်နိုင်တယ်เนาะ self replicate ဆိုတော့ကိုယ်တိုင်ဘာလုပ်နိုင်လဲပုံတူပွားနိုင်တယ်ဟုတ်လားရမလားဟုတ်ဆရာနော်ဒါတွေကဆရာတို့ပြောထားပြီးသားတွေနောက်တစ်ခါအဲ့လိုပွားတဲ့အခါမှာ DNA ဒီ replicate လုပ်တဲ့အခါမှာဘယ် rule ကိုလေ့လာလဲဆိုလို့ရှိရင် semi conservatively နော်ရှေးရိုးဆွဲအယူဆအောင်မှာတဝက်ဆိုတဲ့အတွက်ကြောင့်ဆရာတို့ကဘာလဲဆိုလို့ရှိရင်မိဘ parent strand ကရှိပြီးသားအဲ့ဒီ parent strand ကိုမှဆရာတို့က new strand ကိုတစ်ချောင်းနဲ့ပဲပြန်တိဆောက်တာဆိုတော့ဒီနေ့သဘော DNA ကနှစ်ချောင်းရှိတယ်ဆိုတော့ဆရာတို့ကဒီပုံမှာဆိုကြည့်လိုက်လေ DNA ကဒီမှာပထမနှစ်ချောင်းအဲ့နှစ်ချောင်းကိုမှဆရာတို့ဘာလုပ်လိုက်လဲဆိုဒီမှာခွဲလိုက်တယ်ဟုတ်လားနှစ်ချောင်းကို unzip လုပ်လိုက်တယ် unzip လုပ်လိုက်ပြီးတော့မှဒီ unzip လုပ်ထားတဲ့အချောင်းနဲ့ new strand ဖြစ်တဲ့ပန်းရောင်လေးဒါကတော့ပန်းရောင်လေးလို့တော့မဟုတ်ဘူးเนาะဒါ textbook မှာမြင်အောင်အရောင်ဆွဲပြထားတာပေါ့ဟုတ်လား old strand ကအပြန်ရောင်လေးနဲ့ပြထားတယ်နောက်ထပ် new strand တစ်ချောင်းကလာတိဆောက်တယ်အဲ့ဒီတိုင်းပဲ old strand ကအပြန်ရောင်လေးနဲ့ပြထားတယ်နောက်ထပ် new strand ကလာပြီးတိဆောက်တာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့က new strand ရှိတယ် old strand ရှိတယ် old strand ရှိတယ် new strand ရှိတာဖြစ်တဲ့အတွက်ကြောင့် O to new ကိုချိန်တာ O to new ကိုချိန်တာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဘာလို့ပြောထားလဲဆိုရင် semi conservatively တဲ့တဝက်ဘာလုပ်တာလဲဆရာတို့ကယူတယ်လို့ပြောတာဖြစ်တယ်နော်နောက်တစ်ခုတော့ဘာထပ်ပြောလဲဆိုလို့ရှိရင် DNA replication is the catalyzed by the set of enzyme ဒါမင်းတို့အားလုံးဆရာပြောထားပြီးသားသိထားပြီးသားလို့ထင်လေ enzyme တွေအများကြီးဘာဖြစ်မလဲကူညီလိုက်မယ်ဟုတ်လားနော်နောက်တစ်ခါတော့ဗာဆက်ပြောလဲဆိုရင် in the process of DNA replication လုပ်တဲ့အခါမှာ DNA ဟာ makes the multiple copies of itself တဲ့သူ့ကိုယ်သူဘာလို့ပြောင်းပြလဲ multiple copy make တူတယ်အများကြီးဘာလို့ဖြစ်လဲပြောင်းပြတယ်နော်အဲ့လိုပြောင်းပြတဲ့အခါမှာဆရာတို့ကဘာလဲဆိုလို့ရှိရင်သူကဘာ process လဲဆိုလို့ရှိရင် nucleotide တွေကိုတစ်ခုနှစ်ခုသုံးလေးခုကနေပြီးတော့အရေအတွက်ကိုယာနဲ့ချီထောင်နဲ့ချီပြီးလောက်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ process ကိုဆရာတို့ကbiological polymerization လို့လည်းခေါ်တယ် poly ဆိုတာအများလေနော် polymer ဆိုတော့ဆရာတို့ကတစ်ခုချင်းစီကိုအများကြီးဖြစ်အောင်လုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့် DNA ရဲ့ကူးတဲ့ replicating ပုံစံကိုဆရာတို့က biological polymerization လို့ခေါ်တယ်ပြီးတော့နောက်ကတော့ဘာပြောလဲဆိုတော့သူ့မှာအဆင့်3ဆင့်ရှိတယ်တဲ့တစ်ဆင့်ကတော့ initiation နောက်တစ်ဆင့်ကတော့ elongation နောက်ဆုံးတစ်ဆင့်ကတော့ဘာလဲဆိုရင် termination ပြီးလို့ရှိရင်သူတယောက်တည်းလောက်တာမဟုတ်ဘူး enzyme တွေကသူ့ကိုကူညီတာဖြစ်တဲ့ကြောင့် DNA ကိုဘာပြောလဲဆိုလို့ရှိရင် enzyme catalyzed reaction တဲ့ DNA replication ဖြစ်စဉ်ဟာ enzyme catalyzed reaction ဖြစ်တယ်လို့တခါထပ်ပြောတယ်ဆိုတော့အဲ့လိုမျိုး enzyme တွေကူညီတဲ့အထက်ကမှသူကဘယ် enzyme ကအဓိကကြလဲဆိုရင် DNA polymerase is the main enzyme တဲ့ DNA polymerase ကဘာဖြစ်တဲ့ enzyme လဲဆိုရင်အဓိကကူညီတဲ့ enzyme ဖြစ်တယ်ပေါ့နော်ဒါက replication နဲ့ပတ်သက်လို့ပြောတဲ့စာလေးဖြစ်တယ်ဒါက presentation မှာလည်းဆရာတို့ပြောထားပြီးသားရှေ့တစ်ပတ်လုံးလည်းဆရာတို့အသေးစိတ်သင်ထားပြီးသားဒီဟာနဲ့ပတ်သက်လို့မေးစရာရှိရင်မေးပါဘာမေးစရာရှိလဲအခုဖတ်သွားတဲ့မရှိတော့ပါဘူးဆရာကျန်တဲ့သူတွေရောမရှိပါဘူးဆရာโอเคเนาะမရှိပါဘူးဆရာမနေ့တုန်းကခုံနံပါတ်2မေးတဲ့ဟာလေဆရာ group ထဲမှာရေးထားတာတွေ့လား Telegram ထဲမှာကြည့်ပြီးသွားပြီလားကြည့်ပြီးသွားတဲ့သူ group ထဲမှာပို့ထားတယ်ဘာလဲဆိုရင်ဂျုံဆိုင်နီးတွေရဲ့ပုံစံတွေအားသာချက်တွေရဲ့ပြီးရင်နောက်မနေ့တုန်းကခုံနံပါတ်2လားမသိဘူးဆရာကမေးတဲ့ဒီ DNA polymerase 2ကိစ္စနဲ့ပတ်သက်လို့လေဆရာစာပို့ထားတယ်အဲ့ဒီစာတွေအားလုံးဖတ်ပြီးတဲ့သူတစ်ချက်တော့ reason ထောင်ကြည့်ပါလားဆရာကြည့်ချင်လို့အားလုံးဖတ်ပြီးတဲ့သူ73ဖတ်ပြီးပြီ2ဖတ်ပြီးပြီဟုတ်ပါဘူး21ဖတ်ပြီးပြီ73ဖတ်ပြီးပြီ2ဖတ်ပြီးပြီ25ဖတ်ပြီးပြီဟုတ်ပြီကျန်တဲ့သူတွေက line ကြောင့်မဖတ်ရသေးရလား3 6 8 9 11 12 19 22ဘာလို့မဖတ်ရသေးရလဲမနေ့ကဆရာပို့တဲ့အချိန်ကတော်တော်တားလေးမရှိဘူးဆရာမနေ့ကကျတော့
မနေ့ကရော line ဖွင့်နေတဲ့အတန်းဝင်နေပြီ ဟုတ်ပြီကျန်တဲ့သူတွေကရောဘာဖြစ်လို့မဖတ်သေးရလဲ line မရလို့လားဘာဖြစ်လို့လဲ line မရလို့ပါရှင်ဆရာ ဟုတ်ပြီအဲ့ဒါပို့ထားတယ်နော်အဲ့ဒါလေးဖတ်ဖို့တာဝန်ရှိတယ်အဲ့ဒါလေးကိုအတွက်ကြိုးစားပေးပါနော် line မရဘူးဆိုတာလဲဆရာလက်ခံတယ် line ကလည်းဒီကာလမိုးရင်းဆိုတော့လေတော်တော်လေးခက်ခဲတယ်မိုးရင်းကမိုးတအားရွာရင်ဆိုလာတဲ့အားမရှိရင် Starlink တွေကဖွင့်မရဘူး Starlink အခွဲမှာပိတ်တယ်ဆိုနည်းနည်းတော်သေးတယ်နောက်တစ်ခွဲတွေသွားလို့ရပြီအဲ့ Starlink main အိမ်ကပိတ်လိုက်ပြီဆိုတေရောဘာမှလုပ်လို့မရတော့အဲ့တော့ဆရာနားလေတယ်နော်ပြဿနာလေးတော့ရှိတယ်ဒါပေမဲ့လည်းဖတ်ဖို့တာဝန်ရှိတယ်ဆိုတာလေးကိုသိစေချင်တာเนาะအဲ့ဒါလေးဖတ်ဖို့အတွက်စီစဉ်ကြအောင်လို့เนาะဆရာမနေ့ကပြောလို့အခက်ခဲကြတဲ့သင်ကြားရတာဖြစ်တဲ့အတွက်ကြောင့်အခက်ခဲရတော့ရှိမှာပဲဒါပေမဲ့အဲ့အခက်ခဲတွေကိုကျွန်တော်တို့ဒီတိုင်းထားခဲ့လို့တော့မသိဘူးပေါ့เนาะရမလားကဲလက်တွေပြန်ချလို့ရပြီเนาะဆရာဆက်သွားမယ်ဟဟလားကဲဒီဗာမေးစရာရှိလဲဟုတ်မရှိသေးပါဘူးဆရာ โอเคမရှိရင်ဆရာတို့ဆက်သွားမယ်เนาะဒီဆက်သွားတော့ဒီမှာဗာပြောလေဖတ်ကြည့်အောင်စာမျက်နှာတွေကလည်းကြောကုန်တယ်ဟုတ်ပြီဒါကပုံလေးเนาะပုံလေးကတော့ DNA replicate ကိုလုပ်တဲ့အခါမှာသူကဘယ်လိုလုပ်လဲဆိုရင် semi conservatively လုပ်တယ်ဆိုတာကိုပြောတာเนาะအဲ့တော့ semi conservative ဆိုတာဘာလဲလို့မေးရင်မင်းတို့က concept သဘောတရားကိုနားလည်ရမယ်ဘယ်ကနေဘယ်ကိုကူးတာလဲဆရာတော့ O ကနေဘာကိုအတိတ်တိဆောက်တာလဲ new ကိုတိဆောက်တာเนาะအဲ့တော့ O အတိုင်းပဲ new ကိုတိဆောက်သွားတာဖြစ်တဲ့အတွက်ကြောင့် O မှာက A ဖြစ်ရင် new မှာဘာဖြစ်ရမှာလဲ T ဖြစ်ရမှာO မှာက T ဖြစ်ရင် new မှာဘာဖြစ်ရမှာလဲ A ဖြစ်ရမှာ O မှာက C ဆိုရင် new မှာ G O မှာက G ဆိုရင် new မှာ C ဒါကြောင့်မလို့ဆရာတို့ကဒီမှာအသစ်ဖြစ်လာတဲ့ T A G C D O ရဲ့ဘာကိုယူထားရလဲဆိုရင် ATCG ကိုယူထားတာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ကသူ့ကိုဘယ်လိုခေါ်လဲဆိုရင် semi conservatively လို့ခေါ်တယ်တက်ကြီးဖြစ်ချင်တိုင်းဖြစ်တာမဟုတ်ဘူး O strand ရဲ့ base pair root တိုင်းဘာလုပ်ထားတာလဲတိဆောက်ထားတာဖြစ်တယ်ရှင်းမလားဟုတ်ရှင်းပါတယ်ဆရာ Okay နောက်တစ်ခုကတော့ဒီမှာကတော့ဘာပုံလေးလဲဆိုရင်ဆရာတို့က DNA replication process ကိုဟုတ်ပြီ DNA replication process ကိုနောက်ထပ်ပုံစံလေးတစ်ခုနဲ့သူကပြထားတယ်အဲ့တော့ဆရာတို့နံပါတ်1ကြည့်မယ်ဆိုရင်တို့ chromosome ကိုတွေ့မယ်အဲ့ chromosome ကိုဆရာတို့ဆွဲဖြန့်လိုက်တဲ့အခါ DNA အမြင်2မြင်ရမယ်အဲ့ဒီ DNA အမြင်2မြင်မှာဆရာတို့ကဒီမှာအယောင်လေးတွေနဲ့ပြထားတယ် adenine ရယ် thymine ရယ် cytosine ရယ် guanine ရယ်ဆိုတဲ့ဆရာတို့က nitrogen နဲ့ base တွေကတစ်ခုနဲ့တစ်ခုချိတ်ထားမယ်အဲ့ဒီအချိန်မှာဘယ်သူရောက်လာမလဲဆို helicase enzyme လေးရောက်လာမယ်အဲ့ဒီ helicase enzyme DNA ကို unzip ဖြစ်အောင်ခွဲလိုက်မယ်ခွဲလိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုကြတော့ replication fork ဖြစ်သွားတယ်ဒီမူလမခွဲခင် DNA ကိုတော့ဆရာတို့က original DNA လို့ခေါ်တယ်ပြီးတော့ helicase ကလာတော့ replication fork ဖြစ်တယ်ဖြစ်တဲ့အခါမှာ DNA ကနှစ်ချောင်းခွဲသွားတယ်ဒီဟာဆိုလို့ရှိရင်ဒါက O ဖြစ်တယ်အောက်မှာဆိုလို့ရှိရင်ဒီကောင်ကဘာဖြစ်လဲဆို O ဖြစ်တယ်အဲ့ O ကိုဆရာတို့ဘယ်လိုခေါ်လဲဆို original template DNA လို့လည်းခေါ်တယ် O strand လို့မခေါ်ချင်ဘယ်လိုခေါ်မလဲ original လို့ခေါ်မခေါ်ရင်ဘယ်လိုခေါ် template လို့ခေါ်ဟုတ်လားမှတ်မိမလားအဲ့ဒါကိုမှတ်မိမလားဟုတ်မှတ်မိပါတယ်ဆရာအဲ့ဒါအရေးကြီးတယ်နော် O strand လို့ခေါ်လဲတူတူပဲ parent strand လို့ခေါ်လဲတူတူပဲ original strand လို့ခေါ်လဲအတူတူပဲ template strand လို့ခေါ်လဲအတူတူပဲနာမည်၄မျိုးရှိတယ်ဒါကြောင့်မလို့ဆရာတို့က multiple choice တွေမှာတစ်မျိုးတည်းကိုသုံးပြီးမေးမှာမဟုတ်ဘူးမေးခွန်းထဲမှာအမျိုးမျိုးသုံးပြီးမေးသွားမှာ O strand လို့သုံးပြီးမေးမယ်ဟာလားဆရာတို့က template strand လို့သုံးပြီးမေးရင်မေးမယ် original strand လို့သုံးပြီးမေးရင်မေးမယ် parent strand လို့သုံးပြီးမေးရင်မေးမယ်ဘယ်လိုပဲမေးဆရာတို့ကအဲ့ဒါဒီ original strand ဖြစ်တယ်ဆိုတာကိုနားလည်ထားရမယ်အဲ့လို helicase လာပြီးတဲ့အခါမှာဘယ်သူတွေရောက်လာမလဲဆိုရင်ဆရာတို့က free nucleotide လေးတွေရောက်လာမယ် ATCG ရောက်လာမယ်ရောက်လာပြီးလာကတ်မယ်လာကတ်တဲ့မှာတစ်ဆက်တည်းလည်းမဖြစ်ဘူးပြီးရင်နောက်တစ်ခုကရှေ့ဆက်သွားဖို့အတွက်ကိုတစ်ခါဘယ်သူကပြန်ကူညီပေးလဲဆိုဆရာတို့က DNA polymerase ကဘာလုပ်ပေးလဲပြန်လာပြီးတော့တစ်ဆက်တည်းဖြစ်အောင်ဘာလုပ်ပေးလဲကူညီပေးသွားတာဖြစ်တယ်အဲ့ဒီခါမှာဆရာတို့ကဆက်စဦးဆုံးဖြစ်တဲ့အချိန်မှာဆရာတို့ကနောက်ကျတယ်ဆိုရင်သူ့ကိုဘာ strand လို့ခေါ်လဲဆိုရင် lagging strand လို့ခေါ်တယ် lagging ကအပြက်တွေဖြစ်လို့ lagging strand ဖြစ်တာ leading ကတော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဆရာတို့ကရှေ့မှာအဆက်တည်းတစ်ဆက်တည်းဖြစ်တဲ့အတွက်ကြောင့်ဘာလို့ခေါ်လဲဆိုရင်သူ့ကို leading strand လို့ခေါ်တာအဲ့ဒီပုံလေးကဒါတွေကပြောထားပြီးသားကိုထပ်ပြောတာဖြစ်တယ်ရမလားโอเคလား okay ပါဆရာ ဟုတ်ပါဆရာ okay အဲ့တော့ဒီမှာဒီစာဖတ်မယ်တက်နေပါဦး okay လားဆို okay ပါတယ်လုံနေခဏနေခုံနံပါတ်9အဆင်ပြေလားတားငယ်009စာရီရောပြန်ဖတ်ခဲ့လားမနေ့ကဟုတ်ဆရာစင်မပြေရှိရင်အချိန်မျိုးပြောမယ်လို့သားနော်ဟုတ်လားတိတ်မထားနဲ့နော်ကြားလားဟုတ်ကဲ့ကျန်တဲ့သူတွေရောနော်ရှစ်တွေပါလေဆိုလဲလေဟိုဟာနေ့တိုင်းဒီနေ့ရှစ်ကိုမတွေ့ဘူးအေးဟဲ့ရှစ်အကြောင်းဘယ်လို easy နည်းနည်းပြောပါအောင်ရှစ်ကဘယ်လိုလဲသမီး तू က line မကောင်းတာလားဘယ်လိုလဲ easy သိလားဆရာ तू ကကြာအဲ့လို line မကောင်းတာပဲဖြစ်မဲ့ထင်နေဆရာအဲ့လို
ဟိုအတန်းတက်တဲ့အချိန်ဆိုရင်လည်းတက်တယ်ဆရာအဲ့လိုမတက်တဲ့အချိန်ဆိုရင်လည်းမတက်ဘူး อืมဟုတ်ပြီโอเคကျန်တဲ့သူတွေကတော့ဟိုဖြစ်နေမှာ29ကမနေ့ကလည်းမတွေ့ဘူးနော်22 29နေမကောင်းလား သူကဒီနေ့မှရောက်ခဲ့ရချက်ချင်းတက်လာပိုင်း ဘယ်လိုလဲဟယ်လို ဟယ်လိုဆရာကြားလားမသိဘူးရှင် အေးကြားတယ် သူကကျတော့မနေ့ကမှအမတ်ပုံနေရိုက်ပြန်ခဲ့ရဆရာ ဩမှတ်ဖို့နေတော့လောက်တာလားဟုတ်ဆရာ အေးဟုတ်ပြီโอเคသူ့ဗီဒီယိုတွေပြန်ကြည့်ခိုင်းနော်သင်ခန်းစာတွေဟဲ့လားနော် ဟုတ်ကဲ့ရှင် ဟုတ်ပြီโอเคဟုတ်ပြီလားဆက်သွားမယ်နော်အဲ့တော့ဆက်သွားတော့ဒီမှာဘာလို့လဲဆိုရင်သူကဒီမှာ DNA replication ရဲ့ step တွေကိုပြောတော့ဒါမင်းတို့တွေသိထားပြီးသားပဲ initiation အဆင့်မင်းတို့သိထားပြီးသား elongation မင်းတို့သိထားပြီးသား termination မင်းတို့သိထားပြီးသားအဲ့ဒီထဲမှာဆရာအရင်ဆုံးဒီမှာဘာကိုဖတ်မလဲဆိုရင် initiation ကိုဖတ်မယ် initiation ဖတ်တဲ့အခါမှာသူကဘာပြောလဲဆိုရင်ရှေ့မှာဆရာတို့ပြောခဲ့တယ်လို့ပဲ DNA ကသူ့မှာဘာရှိလဲဆိုလို့ရှိရင်မှတ်ထားမှာက high degree of accuracy ဆိုတာရှိတယ်ဘာရှိလဲ high degree of accuracy accuracy ဆိုတာတိကျတာကိုပြောတာ high ဆိုတော့မြင့်မားတာ degree ဆိုတော့ level ပေါ့ဒီအနေမှာအမတန်မြင့်မားပြီးအမတန်တိကျတဲ့ level တစ်ခုရှိတယ်တဲ့ DNA ကနော်မှန်တယ်ဘာကြောင့်လဲဆိုတော့မျိုးရိုးဗီဇအချက်လက်တွေကိုတင်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် DNA ဒီအမတန်မှအရေးကြီးတဲ့နော် blueprint structure ဖြစ်တဲ့အတွက်ကြောင့်သူ့မှာဘာရှိလဲဆိုတော့ high degree of accuracy အရန်တိကျ DNA ကတစ်ချက်ကလေးမှားလို့မရဘူးတစ်ချက်ကလေးမှားလိုက်တယ်နဲ့ဘာဖြစ်မလဲသူဒီမှာပြောတယ် even in a minute mistake minute minute ဆိုတာအမတန်သေးငယ်တဲ့အမှားလေးတစ်ခုဖြစ်သွားရင်တောင်မှပဲတဲ့ဘာဖြစ်မလဲဆိုအဲ့ဒီတက်ရှိဟာ in mutation ဖြစ်မှာဖြစ်တယ်နော် mutation ဆိုတော့သူများနဲ့မတူတဲ့ထွန်းတဲ့ပြဿနာတွေဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ DNA ကဘာဖြစ်ဖို့လို့လဲဆိုရင်ဆရာတို့က high degree of accuracy အမတန်ဘာဖြစ်ဖို့လို့လဲတိကျဖို့လိုတယ်အဲ့အတွက်ကြောင့်ဆရာတို့ကဘာဖြစ်လဲဆိုရင် replication လုပ်တဲ့အခါမှာနော်အမတန်တိကျတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုး replication လုပ်တဲ့အခါမှာဆရာတို့က cannot initiate the randomly တဲ့ random ဆိုတာကြုံရကြပန်းကိုပြောတာနော်အဲ့တော့အမတန်မှ high degree of accuracy ဖြစ်တဲ့အတွက်ကြောင့် initiate ကိုဆရာတို့က random ကြုံသလိုစမယ်ဆိုရင်စလို့မရနိုင်ဘူးတဲ့သဘောပေါက်လား at any point of the DNA မှာရှိတဲ့မင်းသိနေရာကမဆိုစကျင်တိုင်းစခွဲဖို့ဆိုတာ DNA မှာမဖြစ်နိုင်ဘူးလို့ဆိုလိုတာဖြစ်တယ်ရမလား ဟုတ်ရပါတယ်ဆရာ ဆိုတော့ point တစ်ခုမှာကိုလှုပ်ချင်တဲ့ point မှာကိုက random ကြုံရကြပန်းလှုပ်လို့မရဘူးဆိုရင်ဆရာတို့ကဘာရှိရမလဲဆိုရင်ဆရာတို့စလို့ရမယ် point လေးတစ် point ရှိရမယ်အဲ့ဒီ point ကိုဆရာတို့ဘာ point လို့ခေါ်လဲ origin of replication ဆရာတို့တွားပြီးတော့ကိုမိမိနှစ်သက်ရနေရာမှာတွားစလို့မရဘူးလေ origin of replication ori point မှာပဲဆရာတို့ကဘာလုပ်ခွင့်ရှိလဲဆိုရင်စခွင့်ရှိတယ်ဘာကြောင့်လဲဆို DNA ကဘာရှိလို့လဲဆိုရင် high degree of accuracy အမတန်တိကျတဲ့သူမှာနှုံထားတွေရှိတဲ့အတွက်ကြောင့်တော်ဒီမှာဘာပြောထားလဲ for the replication အတွက်ဆိုရင် to begin စတင်ဖို့ရာအတွက် there is a particular region တတ်မှတ်မှတ်နေရာတစ်ခုလို့ရှိရမယ်တဲ့အဲ့ဒီတတ်မှတ်မှတ်နေရာလေးကိုဆရာတို့က original replication လို့ခေါ်ပြီးတော့ this is the point where the replication originate အဲ့ဒီ point မှာ replication ဟာ originate မူလအစဖြစ်မဲ့နေရာလေးပါတဲ့အဲ့တော့ဒီစာပိုက်ကဆရာတို့ကို ori point လေးကိုမိတ်ဆက်ပေးနေတာဖြစ်တယ်နောက်တစ်ခါတော့ဒီမှာဘာထပ်ပြောလဲဆို replication ကတဲ့ begin စတင်ပါတယ် with the spotting of this origin ဒီ origin လေးရဲ့ spot spot ဆိုတာအဆက်ကလေးဒီ origin လေးရဲ့အဆက်ကလေးနေရာကနေ DNA replication ကစတင်ပြီးတော့အဲ့ဒီအဆက်ကမှတဆင့်ဆရာတို့ကဘာဖြစ်မှာလဲဆိုရင် DNA ဟာ winding ဆိုတာခွေပတ်ထားရင် winding လို့ခေါ်ပြီးတော့ winding ဆိုတာဖြီချလိုက်တာနော်အဲ့တော့ဒီ original replication point လေးကနေ DNA ကဘာဖြစ်သွားမှာလဲဆိုရင် winding ဘာဖြစ်သွားမှာလဲဆရာတို့ကနှစ်ချမ်းဖြည့်သွားမှာဖြစ်တယ်တဲ့ဘယ်သူကဖြည့်သွားမှာလဲဆိုတော့အရင်တော့ကချစ်လာပါကြီးရဲ့ဆိုပြီးတော့တအားတွေကို high accuracy demand နဲ့ချိန်ထားတဲ့2 DNA strand ဟာအဲ့ဒီ original replication နေရာမှာစပြီးတော့ winding ကွဲမယ်လို့ဆိုလိုတာဖြစ်တယ်ရမလားဟုတ်ဆရာ နော်အဲ့တော့ပုံရဆိုရင် original replication ဆိုတာဒီနေရာမှာဒီမှာဒီမြင်းလေးဆွဲထားတာလေးအဲ့ဒါဘာဖြစ်မလဲဆရာတို့က origin of replication ဒီ point လေးဟဟလားနော်အဲ့ point လေးက original replication ဖြစ်ပြီးအဲ့ဒီကနေပြီးတော့ဒီဘက်ကိုလည်းဘာဖြစ်မလဲ
ကွဲမယ်ဒီဘက်ကိုလည်းဘာဖြစ်မလဲကွဲ ကွဲ မယ် မယ် နော် n1 ဖြစ်အဲ့တော့ဒီ point လေးဒီဘာ point လဲ origin point ဖြစ်တယ် original နော် replication အဲ့တော့ကျန်တဲ့နေရာမှာစလို့မရဘူး origin မှာပဲလာစရမယ်သူကဘာထပ်ပြောသေးလဲဆိုရင် unzipping of the DNA strand DNA strand ကို unzip လုပ်တဲ့အခါမှာတဲ့ in their entire length entire ဆိုတာအကုန်လုံးပေါ့နော် entire length ဆိုတော့ DNA တစ်ခုလုံးဟာ not feasible ဘာမဖြစ်ဘူးလဲဆိုရင်ဆရာတို့ကမလွယ်ဘူးလို့ပြောချင်တာ due to the high energy input နဲ့တွဲထားတာဖြစ်တဲ့အတွက်ကြောင့် DNA ကို unzip လုပ်ရတာဟာအရန်ကိုဆရာတို့ကဟိုခက်ခဲတယ်လို့ပြောချင်တာเนาะ DNA မှာ high energy input ဆိုတော့ energy တွေအများကြီး hydrogen bond တွေနဲ့ချိန်ထားတာဖြစ်တဲ့အတွက်ကြောင့် DNA တစ်ခုလုံးကို unzip လုပ်ဖို့ဆိုတာမလွယ်တဲ့အခါမှာဆရာတို့ကဘသူ့ကိုအကူအညီလှမ်းတောင်းရလဲဆိုတဲ့အခါကျတော့ helicase enzyme ကိုအကူအညီလှမ်းတောင်းရတယ် helicase enzyme ကဘာလုပ်ပေးလဲဆိုရင်ဆရာတို့က catalyze ဓာတ်ကူပေးတယ်ဘာဖြစ်အောင်ဓာတ်ကူပေးမှာလဲဆိုရင်ဆရာတို့က replication fork ဖြစ်အောင်ဓာတ်ကူပေးမှာဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့အရက်ဘာသာစကားအရပြောမယ်ဆိုရင်တော့ဆရာတို့က unzip the DNA strand ကိုဘာလုပ်လိုက်တာလို့ပြောလို့ရလဲဆိုရင်ဆရာတို့ကနှစ်ချမ်းဆွဲဖျဲလိုက်တာလို့ပြောလို့ရတယ်ရမလားဒီထိရမလား ဟုတ်ရပါ အဲ့တော့ဒါ initiation အဆင့်မှာ helicase က unzip လုပ်မယ် original replication ကိုဘာလုပ်ပေးမလဲ mix up ပေးမယ်ရမလား okay လား ဟုတ် နော် ဆရာ ကျွန်တော်ဒီမှာတော့တစ်ခါဆက်ပြောတယ်ကဲစာလေးကိုဖတ်ကြည့်အောင် both prokaryotic and eukaryotic DNA replicate in the semi-conservative manner semi-conservative manner ဆိုတာငါတို့သိပြီးသားပြောစရာမလိုဘူးနှစ်ခါရှိပြီသူပြောတာနှစ်ခါရှိပြီပြောတာဆိုရင်ဆရာတို့ကမှတ်မိဖို့လိုအပ်နေပြီလို့သူကဆိုလိုတာဖြစ်တယ်တချို့ဝတ္ထုတွေတချို့ magazine တွေတချို့စာအုပ်တွေကိုဖတ်တဲ့ခါကျရင်သတိထားမိလိမ့်မယ်မင်းတို့ကနှစ်ခါသုံးခါဖော်ပြနေပြီဆိုမှတ်တာအဲ့ဒါ तू အရေးကြီးလို့သိစေချင်လို့ပဲနော်ဟုတ်တယ်မလားလူတရားကခဏခဏပြောတယ်ဆိုတာအရေးမကြီးဘဲနဲ့ခဏခဏပြောရင်အဲ့လူဘာဖြစ်နေလို့လဲယူနေလို့ပေါ့ဟုတ်တယ်မလားဟုတ်တယ်မလားအရင်မြအဖက်မြတွေပဲပြောနေလို့ပေါ့ဟုတ်တယ်မလားခဏခဏပြောရဲဆိုကြတယ်ဘာဖြစ်လို့လဲဆရာတို့ကအမတန်အရေးကြီးလို့အဲ့တော့ semi conservative manner ဖြစ်တဲ့အတွက်ကြောင့်တော့ဘာပြောလဲဆိုရင် there are a few differences between the prokaryotic and the eukaryotic DNA replication prokaryote နဲ့ eukaryote ကြားထဲမှာ a few differences ကွာခြားချက်လေးကနည်းနည်းတော့ရှိမှာပဲတဲ့ဘာကြောင့်လဲဆိုလို့ရှိရင် prokaryote နဲ့ eukaryote ကဘာမတူဘူးလဲဆိုလို့ရှိရင် on their size အရွယ်စားမှမတူတာဟုတ်တယ် prokaryote အရွယ်စားနဲ့ eukaryote အရွယ်စားနဲ့ကဘာမှမဆိုင်တဲ့အတွက်ကြောင့် DNA replication က prokaryote နဲ့ eukaryote မှာအနည်းငယ်ကွာခြားနိုင်တယ်ဖြစ်တယ်ပြီးရင်နောက်တစ်ခါဘာပြောသေးလဲဆိုတော့ complexity in the genetic material လို့ပြောတယ် prokaryote နဲ့ eukaryote မှာရှိတဲ့ genetic material ဆိုတဲ့မျိုးရိုးဗီဇကလည်းဘာဖြစ်လဲ complexity complex ဆိုရှုပ်ထွေးတယ်ဆိုတော့ဆရာတို့က complexity ဆိုတော့ရှုပ်ထွေးတဲ့ level ကမတူဘူး prokaryote မှာရှုပ်ထွေးတာကအဲ့လောက်မရှုပ်ထွေးပေမဲ့ eukaryote မှာအရန်ရှုပ်ထွေးတာဖြစ်တဲ့အတွက်ကြောင့်ရှုပ်ထွေးမှုတွေမတူညီတာတော့၎င်း size တွေမတူညီတာတော့၎င်းရ prokaryote နဲ့ eukaryote မှာအနည်းငယ်လေးတော့ဘာရှိလဲဆိုရင်ကွာခြားချက်လေးတွေတော့ရှိပါတယ်ရမလား ဟုတ်ဆရာ ဟုတ်ဆရာ ခဏလေးနော်ဆရာကဆိုလာလို့โอเคရပြီနော်အဲ့တော့ဒီမှာပြန်ဆက်ကြည့်အောင်ဒီပုံလေးကလည်းဆရာတို့ presentation မှာဘာလုပ်ထားပြီးသားလဲဆိုတော့ပြောထားပြီးသား prokaryote မှာဘာပြောလဲနော် prokaryote မှာဆိုလို့ရှိရင်တဲ့သူကဘာရှိလဲဆိုတော့ original replication ကဘယ်နှခုပဲရှိလဲတစ်ခုပဲရှိတယ်နော်အဲ့တော့သူကဒီမှာဘာပြောလဲဆိုရင် replication complex လို့ပြောတယ် replication လုပ်တဲ့နည်းလမ်းရဲ့ဘာလဲဆိုရင် complex ရှုပ်ထွေးမှုတဲ့နော်ဒီမှာ origin ရှိတယ်အဲ့တော့သူကဒီမှာဘာခေါ်လဲဆိုလို့ရှိရင်လေဆိုတော့နည်းနည်းလေးခီးယူဆိုင်ပြီးနားထောင်ကြည့်နော်ဒီစကားလုံးကအစ်စ်ဖြစ်နေလို့ဆရာတို့ရှေ့မှာမပြောထားဘူး pre replication နဲ့ဘာလို့ပြောလဲတော့ဒီမှာ pre replication pre ဆိုတာအကျိုးလားနောက်ကျတာလား အကျိုးပါဆရာ အဲ့တော့ဒီ replication process ကြီးတစ်ခုလုံးရဲ့အစဦးဆုံးချင်းဖြစ်တဲ့ DNA နှစ်ချမ်းကွဲတာကိုသူကဘယ်လိုဘောဟာတာတစ်ခုပေးထားလဲသိလဲဆိုလို့ရှိရင် pre replication complex ဆိုတဲ့ဝါဒတစ်ခုကိုသူမိတ်ဆက်တယ်ဒါကဆရာတို့ presentation မှာမပါဘူး textbook ထဲမှာပါတဲ့စကားလုံးအဲ့တော့ဒါလေးတင်းနဲ့ပြန်မှတ်ကမယ်နော် pre replication ဆိုတာဘာကိုပြောချင်တာလဲဆိုရင် replicate လုပ်ငန်းစဉ်မပြီးခင်မှာပထမဦးဆုံး DNA လေးနှစ်ချမ်းကွဲသွားတဲ့ process ကိုသူက pre replication complex လို့ခေါ်တယ်နောက်တစ်ခါသူကဘာပြောသေးလဲဆိုရင်နောက်ထပ်စကားလုံးတစ်လုံးဖြစ်တယ်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ဆရာတို့ကဒီမှာသူရေးထားတယ်Ori sequence တဲ့ဘာလို့ရေးထားလဲ Ori sequence Ori ဆိုတာဘာကိုပြောရလဲသိလား
origin ပြောတာ အေး origin ကိုပြောတာเนาะအဲ့တော့ ori sequence ဆိုတာ origin မှာစပြီးတော့အလုပ်လုပ်တယ်ဆိုတဲ့သဘောနဲ့လေသူကနောက်ထပ်စကားလုံးနှလုံးဖြစ်တဲ့ pre replication ဆိုတဲ့ဝါဟာရနဲ့ ori sequence ဆိုတဲ့ဝါဟာရကို mix up ပေးတယ်ဒါပေမဲ့ဒီ CRBC အမေကွန်းတွေကိုလေ့လာကြည့်တဲ့အခါမှာအခုထက်ထိတော့အဲ့ဒီ pre replication နဲ့ ori sequence ဆိုတဲ့စကားလုံးကိုသုံးပြီးတော့မေးတဲ့မေးခွန်းမျိုးတော့ဆရာမတွေ့ဘူးသေးဘူးဒါပေမဲ့တစ်နှစ်နဲ့မတူတာဖြစ်တဲ့အတွက်ကြောင့်မတော်လူများမေးလာမှာဆိုလို့နည်းနည်းလေးဒါလေးတတိထား pre replication လို့ပြောရင်အဲ့ဒါမင်းတို့မှတ်ထားဘယ်အဆင့်မှာရှိတာလို့ပြောလို့ရလဲ pre replication တော့ ori sequence ဆိုတဲ့စကားလုံးတွေလာရင် DNA replication ရဲ့ဘယ် step မှာရှိတာလဲဘယ် step မှာရှိတာ initiation initiation เนาะအဲ့ဒါလေးတစ်ချက်သတိထားเนาะအဲ့ဒါမေးလာမှာဆရာကြောက်တာသိလားအခုတတိတော့မမေးဘူးသေးဘူးလို့တော့ပြောတယ်ဆရာကလေးတွေမေးကြည့်တော့အဲ့ဒါအခုတတိမေးခွန်းတွေမှာတော့ကျွန်တော်တို့မတွေ့ဘူးပေါ့เนาะဒါပေမဲ့လည်းပြောမတတ်ဘူးเนาะဟိုနောက်ကိုသူများအလည်းမပါဘူးကိုလည်းကြမှာပါခြင်းလည်းပါလာမှာဆိုဆရာတို့ကစာအုပ်တုံလုံးလေ့လာတဲ့အခါမှာဟိုတောင်းတနေရာဆရာလွတ်ခဲ့လို့မရတဲ့အတွက်ကြောင့်လीเนาะအဲ့တော့ pre replication တို့ ori sequence တို့စတဲ့စကားလုံးတွေက initiation state မှာစပြောတာဖြစ်တယ်ဒီမှာဆိုလည်းထပ်ပြောတယ်တွေ့လား pre replication complex တဲ့ထပ်မပြောပြန်ဘူးလားထပ်ပြောတယ်เนาะအဲ့တော့ဒါတွေကဟို initiation stage မှာရှိတယ်ဆိုတာလေးကိုမင်းတို့သိထားဖို့လိုအပ်တယ်လို့ပြောချင်တာเนาะတော့ကြာလို့ရှိရင်ကျတော့ဘာဖြစ်ခဲ့မှာဆိုလို့လဲဆိုရင်ဟိုမဖတ်လိုက်ရဘူးဆိုပြီးတော့မေးခွန်းမှာ multiple choice တွေမှာမေးလို့ရှိရင်ကြံခဲ့မှာဆိုလို့ရမလားဒီထိရမလား ဟုတ်ကဲ့ဆရာဟုတ်ရပါဆရာနော်အဲ့တော့ origin ကနေသူကဘယ်ညာသူကနှစ်ပိုင်းတွားမယ်ဒီမှာဟိုဘက်မြားလေးတစ်ခုပြထားမယ်ဒီဘက်ကညာဘက်ကိုလည်းသွားမယ်မြားလေးတစ်ခုပြထားမယ်အဲ့ဒီတဖြည်းဖြည်းနဲ့တော့ဘာဖြစ်လာမလဲရှေခွဲမသွားဘူးလားတကြောင်လို့သူဆွဲမဖြန့်ဘူးလားနော်ဒီမှာဆွဲဖြန့်မယ်ဟဟလားနော်ဒီလိုဟုတ်ဆရာနော်ဒီလိုဆွဲဖြန့်မှာဖြစ်တယ်ဒါက prokaryote eukaryote ကျတော့ဒီမှာ origin ကတစ်ပွိုင်နဲ့မဟုတ်တော့ဘူး၃ခုပြထားတယ်တကယ်တော့အပြင်မှာ၃ခုမကဘူး multiple of origin လို့ပြောထားပြီးသားနော် origin က multiple textbook ထဲမှာတော့စာဟိုဖတ်စာအုပ်ထဲမှာပုံအရှိကြီးဆွဲမိမှာဆိုလို့သူကလည်းဒီမှာ၃ခုပဲပြထားတယ် ori က1 ori 2 ori 3ပြထားတယ်ဒါပေမဲ့3ခုပြထားပေမဲ့ तू ကသူ့ရဲ့ဘေးမှာဒီမှာ तू ကစာရေးပေးထားတယ် there are the multiple origin of replication အဲ့ဒါမနေ့တော့အကြောင်းသားတယောက်ဆရာအဖြေမှားတယ်လို့ပေါ့နော်ဘယ်နှ point ရှိလဲမေးရင်2 point လို့ဖြေလို့တကယ်တော့2 point လည်းမကောက်ဘူး3 point လည်းမကောက်ဘူးဘယ်လိုဖြေမှမှန်လဲဆိုဆရာတို့က multiple လို့ဖြေမှမှန်တာအလွန်များတယ်လို့ဖြေမှရမှာနော်ဒါပေမဲ့ပုံမှာတော့မဆန့်လို့ဆရာတို့3ခုပဲပြထားတာအဲ့တော့ပုံက3ခုကိုအတီယူရမှာမဟုတ်ဘူးဘေးမှာရေးထားတဲ့ multiple ဆိုတဲ့ဟိုpoint တွေများတယ်ဆိုတာကိုအတီးရောမှာဖြစ်တယ်ရမလားဆရာပြောနေတာတိပြောနားလည်မလားဟုတ်နားလည်ပါဆရာနော်အဲ့ဒီမှာ order ကနေစကွဲတယ်ဒီမှာကွဲတယ်ဒီမှာကွဲတယ်ဒီမှာကွဲတယ်ဘယ်ဘက်ကိုသွားတယ်ညာဘက်ကိုသွားတယ်ဘယ်ဘက်ကိုသွားတယ်ညာဘက်ကိုသွားတယ်ဘယ်ဘက်ကိုသွားတယ်ညာဘက်ကိုသွားတယ်တဖြည်းဖြည်းနဲ့အကွဲကြီးကမကြီးလာဘူးလားကြီးလာတယ်ဘယ်ညာအကွဲကြီးကကြီးလာအဲ့ process ကိုဘာ process လို့ခေါ်လဲဆရာတို့က initiation လို့ခေါ်တယ်ရမလားရမလားဆရာဟုတ်ကဲ့ဟုတ်ပြီအဲ့တော့ဒီမှာနောက်တစ်ခုဆက်သွားမယ်နောက်တစ်ဆင့်ကဘာဖြစ်သွားပြီလဲဆိုတော့ elongation ဖြစ်သွား elongation ကဘာပြောလဲဆိုရင် as the strands are separated strand တွေနှစ်ခုလုံးဘာဖြစ်သွားတဲ့အခါမှာ separated တိကျစီဖြစ်သွားပြီဆိုပါစို့တဲ့ကွဲသွားပြီဆိုပါစို့ကွဲသွားပြီတာနဲ့ဘယ်သူရောက်လာလဲဆိုရင် the polymerase enzyme main enzyme လို့ပြောတယ် polymerase enzyme ကရောက်လာပြီးတော့သူက synthesizing လို့ပြောတယ် synthesizing ဆိုတာတိဆောက်တယ် synthesizing တိဆောက်တယ်ဘာကိုတိဆောက်လဲဆိုရင်ဒီမှာဒါလေးကအမတန်အရေးကြီးတယ်နော် polymerase enzyme တိဆောက်တာဘာလဲဆိုရင် complementary sequence လို့ခေါ်တယ်ဘာ sequence လို့ခေါ်လဲ complementary sequence complementary ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဖြည့်ဘက်ကိုပြောချင်တာကျွန်တော်တို့ဒီဆိုရင် G ဆိုရင် C လို့ပြောတဲ့ဟာကဆရာတို့ကဖြည့်ဘက်ကိုလာကျင်တိုင်းလာတာမဟုတ်ဘဲနဲ့ semi conservatively အရာ old strand ရဲ့ကုတ်တွေအတိုင်း new strand ကလာတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ new strand ကိုဆရာတို့က complementary sequence ဖြည့်ဘက် sequence လို့ခေါ်တယ်နားလည်မလားဟုတ်နားလည်ပါဆရာကဲအဲ့ဒါတေချာပြောမယ်နားထောင်နော် initiation မှာရှိတဲ့ sequence ကိုကြတော့ဘာ sequence လို့ခေါ်လဲကျွန်တော်တို့က initiation မှာလဲ sequence တစ်ခုရှိခဲ့တယ်ဘာ sequence ori အဲ့ဒါပြောတာအဲ့ဒါအမတန်အရေးကြီးတယ်မတော်လို့ဆောင်းဝန်းမှာမင်းကြောင်တက်တယ်ចောင်းသားတွေက ori sequence ဆိုတာ origin of replication မှာဖြစ်တဲ့အနေအထားဒီအနေအထားအဲ့ဒါကိုဆရာတို့က ori sequence လို့ခေါ်တယ်အဲ့ဒီ ori sequence က initiation မှာဖြစ်တာ origin မှာဖြစ်တာ
elongation မှာကြတော့ DNA polymerase ကဖြစ်ပတ်တွေကိုလာတိဆောက်ပေးတဲ့အတွက်ကြောင့် elongation မှာဖြစ်တဲ့ sequence ကိုကြတော့ဆရာတို့က complementary sequence လို့ခေါ်တယ်တူလားအဲ့နှစ်ခုတူလားတူလား မတူပါ တူနော်အဲ့တော့မရောနဲ့နော် complementary sequence ကဘယ်အဆင့်မှာတိဆောက်လဲလို့မေးရင် elongation မှာတိဆောက်တယ် ori sequence ကဘယ်အဆင့်မှာတိဆောက်လဲမေးရင် initiation အဆင့်မှာတိဆောက်တယ်နော်ဒါလေးတစ်ချက်တော့သတိထားရမယ် the parental strand ဆိုတော့မိဘ strand လို့ပြောတာမိဘ strand ကိုဆရာတို့နောက်ထပ်နာမည်3မျိုးခေါ်လို့ရတယ်ဘယ်လိုခေါ်လို့ရသေးလဲ template လို့လည်းခေါ်လို့မရဘူးလားရတာပဲ original လို့လည်းခေါ်လို့မရဘူးလားရတာပဲเนาะအဲ့တော့ခေါ်လို့ရတယ်အဲ့တော့အသစ်ဖြစ်လာတဲ့ strand ကိုတော့ဆရာတို့က new လို့လည်းခေါ်လို့ရတယ် daughter လို့လည်းဘာလို့လို့ရလဲခေါ်လို့ရတယ်ရမလားအသစ်ဖြစ်လာတာကကျတော့ဘာလို့ခေါ်လဲမိဘအသစ်ဖြစ်တော့ new လို့ခေါ်ဘယ်လိုခေါ် daughter လို့ခေါ်son လို့တော့မခေါ်ဘူးเนาะဟုတ်လားသိလားအဲ့ဒါကိုသိတယ်မလားပြောဘူးလားဆရာဘာလို့ son လို့မခေါ်လဲလို့မပြောဘူးဆရာ son strand လို့ဘာလို့မခေါ်ဘဲနဲ့ daughter လို့ပဲပြောလဲသိလား biology မှာ son cell ဆိုတာမရှိဘူးတနေ့ကြားလိုက်ရရင် daughter cell တို့ daughter strand တို့ဒါတွေပဲပြောတယ်သိလား son လို့မပြောဘူးဘာလို့လဲသိလားသားလို့မပြောဘူးသမီးလို့ပဲသုံးတယ်ဘာဖြစ်လို့လဲပေးနိုင်တော့ तू ကမျိုးပွားနိုင်လို့သူ့ကို daughter cell လို့ခေါ်လိုက်တာအခုလေ DNA strand ကနောက်ခဏနေကြရင်အခုဒီမှာအသစ်ဖြစ်လာတဲ့ daughter strand ကနောက်တစ်ချိန်မှာ parent strand ပြန်ဖြစ်မှာမဟုတ်ဘူးလားတော့ဟုတ်လားဟုတ်ပါ နော်ဒါကြောင့်မလို့အသစ်တွေထုတ်ပေးနိုင်တဲ့အတွက်ကြောင့်သူ့ကို biology မှာတင်စားလိုက်တာ daughter strand လို့နော်အင်္ဂလိပ်စာမှာအဲ့လိုတင်စားတာလေးတွေရှိတယ်နော်ဥပမာလေးဟိုသင်းဘောတွေဘာတွေဆိုရင်လေနန်စားသုံးရင်လေ he လို့သုံးလား she လို့သုံးလားသင်းဘောတွေသိလားရှီလို့သုံးတာเนาะအဲ့တော့ခုံတော်မကိုကဝင်လို့မရဘူးတဲ့ခဏနေအောင်ဟုတ်တယ်ဆရာတမီးပြောတာလိုင်းချနေလို့လဲဆရာအေးပါဟုတ်ပြီ तू ပြီးတော့မှ record ပြန်လာထောင်ကြည့်ပေါ့နော်အဲ့တော့အင်္ဂလိပ်မှာအဲ့ဒီလိုတင်စားတာလေးတွေရှိတယ်သိလားဟိုတရားတွေဘာတွေကြားလို့ရှိရင်လည်းဘယ်လိုပဲတင်စားရတယ်ရှီလို့ပဲတင်စားရတယ်เนาะသိလားဟုတ်ဆရာသင်္ဘောတွေဘာတွေဆိုလို့ရှိရင်လည်းရှီလို့ပဲတင်စားရတယ်အင်္ဂလိပ်စာမှာအမှနိုင်ငံဆိုရင်လည်းဘာလို့ပဲတင်စားလဲမာသားလို့ပြောလားဖာသားလို့ပြောလားမာသားလို့ပဲပြောတယ်တချို့နိုင်ငံကတော့ father သုံးတယ်ဥပမာဂျာမနီတို့ဘာလို့ဆိုရင်အဖဂျာမနီနိုင်ငံတော်လို့သုံးတယ်ဟုတ်တယ်မလားနော်အဖဂျာမနီနိုင်ငံအမိဂျာမနီနိုင်ငံတော်ကြီးလို့မသုံးဘူးနော်ဂျာမနီကကျတော့အဖဂျာမနီနိုင်ငံလို့သုံးတယ်ဟိုအမေရိကတို့မြန်မာနိုင်ငံဆိုလည်းအဲ့လိုပဲလေအမိမြန်မာနိုင်ငံတော်ဟုတ်တယ်မလားအင်္ဂလိပ်ကလည်းနည်းနည်းလေးတော့အဲ့ဒါသူ့မှာဝက်ဖဲလေးရှိတယ်ပေါ့နော်ဘယ်ဟာဆိုရင်အိတ်ထီလိန်လို့တင်စားလဲပေါ့ဘယ်ဟာဆိုရင်ပုတ်လိန်လို့တင်စားလဲပေါ့သူတို့မှလည်းတင်စားတဲ့ဟာလေးရှိတယ်နော်အဲ့တော့ဒီမှာ daughter strand ဆိုတော့ဆရာတို့ကအသစ် strand လေးကိုဘာလို့တင်စားလိုက်လဲဆိုတော့အိတ်ထီလိန်လို့တင်စားလိုက်တာပေါ့နော်အိတ်ထီရပေါ့မိန်းကလေးပေါ့ဟဲ့လားဘာဖြစ်နိုင်လဲထပ်ပြီးတော့ဘာဖြစ်နေလဲမျိုးပွားနိုင်တယ်လို့တင်စားတာရမလားအိတ်ထီရမလားဟုတ်ဆရာရပါရှင်အဲ့တော့နောက်တစ်ခုဆက်ပြောမယ် the synthesis of the new strand တစ်ခုကိုတိဆောက်လိုက်တဲ့အခါမှာတဲ့ occurs in the 5 prime to 3 prime direction မှန်တယ်O ပဲဖြစ်ဖြစ် new ပဲဖြစ်ဖြစ် DNA နဲ့ RNA လို့ပြောလိုက်ရင် direction ကဘာတူဘာပဲဖြစ်ရမလဲ5 to 3ပဲဖြစ်ရမှာနော်။အဲ့ဒါနဲ့ O ပဲပြောပြော new ပဲပြောပြောကြိုက်တာပြော DNA ရဲ့ direction ဒီဘာပဲဖြစ်ရမလဲ5ကနေ3ပဲမဖြစ်ရဘူးလားဖြစ်ရမယ်။ရမလားဒီတိရမလားဟုတ်ရပါဆရာအဲ့ဒါဆိုရင်ဒီပုံလေးကိုပြန်ကြည့်မယ်ဒီမှာခွဲထားတဲ့ပုံလေးကိုပြန်ကြည့်မယ်။အဲ့ဒီပုံလေးရဲ့ direction ကိုဆရာတို့ပြန်ကြည့်တဲ့အခါမှာဒီမှာဘာတွေ့ရလဲဆိုဒီကောင်က5 2ဒီလိုလာတာ3ဟဲ့လားညာကောင်းက3ဘက်မှာအောက်ကကျတော့ဆန့်ကျင်ဘက်5 2 3ညာကောင်းကဒီလိုလာတာဟုတ်လား5 2 3မြင်လားအဲ့ဒါမြင်လားမြင်ပါနော်အဲ့တော့နောက်ထပ်အသစ်တိဆောက်မဲ့ strand ကလည်း5 to 3ပဲတိဆောက်အောင်မှာဆိုတဲ့အခါကျတော့ပထမ DNA ရဲ့5 prime ဘက်ကလာမလား3 prime ဘက်ကလာမလားရောက်တဲ့နေရာပြန်လာမှာမဟုတ်ဘူးလားဟုတ်တယ်မလားရောက်တဲ့နေရာပြန်လာမှာဆိုတော့5 to 3ဆိုပြီး3ကိုရောက်တော့3ကနေပြန်စမယ်ဘယ်လိုပြန်စမလဲ5 to 3အဲ့တော့ဆိုလိုချင်တဲ့သဘောက DNA ရဲ့ nucleotide တွေကိုပေါင်းထည့်တဲ့အခါမှာ O strand ရဲ့3 prime end ဘက်အချမ်းမှာဒါလင်ဘာထုတ်တယ်လို့ပြောလဲပေါင်းထည့်တယ်လို့စာသားလေးကဆိုလိုတယ်နားလည်လားနားလည်မလားဟုတ်ဆရာဒီမှာဆိုလဲကြည့်5 to 3ခေါင်းကဒီလိုလာတဲ့အတွက်ကြောင့်အဲ့ဒီဟာပဲပြန်စရမယ်5 to 3ဒါဆိုရင် O strand ရဲ့ဘယ်ဘက်ကနေစထည့်လဲ3 prime ဘက်ကနေဘာဖြစ်လဲစထည့်တယ်ရမလား
ရမလား ဟုတ်ရပါတယ်ဆရာ အဲ့တော့အဲ့စာလေးကိုသူကဒီမှာဘာနဲ့ရေးထားလဲဆို English လိုပြန်ရေးထားတယ် which means that တဲ့ပြောချင်တဲ့သဘောကတဲ့ nucleotides are added to the 3' end of the growing strand တစ်ခုရဲ့ဘာမှာပဲတိဆောက်လဲဆိုဆရာတို့ကဘာမှာပဲတိဆောက်လဲ 3' end မှာပဲတိဆောက်တယ်လို့ဆိုလိုတာဖြစ်တယ်ရမလား ဟုတ်ဆရာ therefore in one strand is continuous strand တစ်ခုကတော့ဇက်တိုက်ဖြစ်နေမယ်ဘာကြောင့်လဲဆိုတော့ तू ကနောက်ကျလာလားစောလို့လား leading လား lagging လားနောက်ကျတယ်ဆိုရင်ဘာလဲ leading ပေါ့ဟဲ့လား နောက်ကျရင် leading ပေါ့နော် hence ဒါကြောင့်မလို့ तू continuous ဖြစ်တဲ့အတွက်ကြောင့်ဘာ strand လို့လည်းခေါ်သေးလဲ continuous replication လို့ခေါ်တယ်တဲ့နော် why နဲ့အဲ့ချိန်မှာတဲ့ other strand နဲ့နောက် strand တစ်ခုကတော့တဲ့ဘာဖြစ်မလဲ discontinuous ဖြစ်မယ်တဲ့ပြတ်တောင်းဖြစ်နေမယ်တဲ့ပြတ်တောင်းဖြစ်နေတယ်ဆိုလို့ရှိရင်တော့တဲ့အဲ့ဒီပြတ်တောင်းဖြစ်နေတဲ့ fragment လေးကိုဘာ fragment လို့ခေါ်လဲဆိုတော့ Okazaki fragment လို့ခေါ်တယ်တဲ့နော်ပြီးတော့မှတဲ့အဲ့ Okazaki fragment တွေကိုဘယ်သူကပြန်ဆက်ပေးသွားလဲဆိုတော့ enzyme တဲ့ကောလာပြီနောက်ထပ် enzyme တစ်ခုနာမည်ကပါတယ်လေ DNA ပါတယ်လေ DNA linkage leakage တဲ့နော် DNA leakage လို့ခေါ်တယ်နော်အဲ့တော့ဒါလေးကတော့အသစ်ဖြစ်တဲ့ textbook ထဲမှာပါလာဆရာ presentation မှာပြောဖို့ကြံခဲ့တာပေါ့နော် DNA leakage ဆိုတဲ့ strand ကတဲ့ဘာလုပ်ပေးမလဲဆိုလို့ရှိရင်ခုနက Okazaki fragment တွေကိုနောက်ပိုင်းကျရင်သူကဘာလုပ်ပေးမှာလဲဆိုရင်တစ်ဆက်တည်းဖြစ်အောင်ပြန်လာပြင်ပေးမယ်လို့ပြောတာအခုလိုပြတ်တောင်းဖြစ်နေတာကိုအကြာကြီးထားမယ်လို့ပြောလားသူကပြောလားမပြောဘူးနော်ပြတ်တောင်းဖြစ်နေတာကိုနားလေတယ်တဲ့အဲ့ဒီပြတ်တောင်းဖြစ်နေတာလေးကိုဘယ်သူကလာပြီးတစ်ဆက်တည်းပြန်လုပ်ပေးမှလဲဆိုတော့ DNA leakage ကပြန်ပြီးတော့ join them later တဲ့နောက်ပိုင်းမှာဘာပြန်လုပ်ပေးမှလဲလာဆက်ပေးမှဖြစ်ပါတယ်တဲ့ရမလားဟုတ်နော်အဲ့ဒါကြောင့်မို့လို့ DNA ကိုဆရာတို့ကဘယ်လိုပြောလိုက်လဲ enzyme catalyst reaction เนาะ enzyme မပိုင်ပြီးလားမပိုင်ပြီးလားမပြီးပါဘူးဆရာเนาะကျွန်တော်တို့ခေတ်တုန်းက series နဲ့ကြီးတဲ့ရုပ်ရှင်တစ်ခါရှိတယ် James Bond ဆိုတာသိလား James Bond သိလား James Bond 007ဆိုတာဟုတ်လားသိတယ်ဟုတ်အဲ့ James Bond ကားတွေငယ်ငယ်တုန်းကဆရာတို့ကြည့်တယ်ဆရာအမေကအမြဲတမ်းပြောလဲနင်တို့ James Bond ကလေတဲ့ဗာလဲမင်းသားသာဆိုတယ်တဲ့မိန်းမတွေမပိုင်မပြီးဘူးတဲ့အေးဟုတ်တယ်နော် James Bond တကားလုံးမှာသူ့ကိုကူညီတဲ့မိန်းမတွေကတပုံကြီးပဲနော်မင်းသမီးတွေလည်းပါတယ်လူဆိုးဘက်ကမိန်းမတွေလည်းပါတယ် James Bond ကားကိုကြည့်ကြရင်လေဆရာတို့ဆိုငယ်ငယ်တော့ဆယ်ကျော်သက်အရွယ်တော့ဘာလို့ကြည့်ကြလဲဆိုမင်းသမီးချောလေးတွေတွေ့ရလို့ James Bond ကတယောက်တည်းတွဲလိုက်တဲ့မင်းသမီးတွေကထဲလဲဇလန်းအစနေဇလန်းစုံတဲ့အထိလူဆိုးတွေကမင်းသမီးကလည်းသူ့ကိုကူညီတယ်လူကောင်းတွေကမင်းသမီးကလည်းကူညီတယ်ရဲတွေကမင်းသမီးကလည်းကူညီတယ်ကလတ်ထဲရောက်သွားရင်လည်းကလတ်ထဲကမင်းသမီးကသူ့ကိုကူညီတယ်အဲ့ဒါကြောင့်လို့ပြောတာ DNA က James Bond လို့ပဲလို့နော် DNA သာပြောတယ်တကယ်တော့လေ enzyme မပါလို့ပြီးလားမပြီးဘူးเนาะသူက enzyme catalyst reaction ဖြစ်တယ်เนาะအဲ့သူမှာ enzyme တွေအများကြီးကူညီပေးရတယ်เนาะဒီမှာဒါလေးကဘာပြောတာလဲ 5' to 3' မှာ helicase ရောက်လာမယ် helicase က unzip လုပ်မယ် DNA ကခွဲမယ်အပြာလေးကိုအရင်ကြည့်5 to 3ဒီကပဲပြန်စ5 to 3အနီလေးကိုပြန်ကြည့်5 to 3အဲ့တော့3ဘက်ကပြန်စ5 to 3ဟုတ်လားဆက်စဦးချင်းကဆက်စဦးဆုံးမှာ fragment တွေရှိတော့ lagging လို့ခေါ်ဒုတိယမှာကျတော့ fragment တွေပျောက်သွားတော့ဘာလို့ခေါ် leading လို့ခေါ် leading နဲ့ lagging နဲ့ရှင်းမလားရမလားဟုတ်ရပါတယ်ဆရာနော်ခဏနေကြာရင်အဲ့ဒီ lagging ကဘာဖြစ်သွားမှာလဲတစ်ဆက်တည်းပြန်ဖြစ်မှာနော်ဘယ်သူကတစ်ဆက်တည်းဖြစ်အောင်လာပြန်လုပ်ပေးမှာလဲ DNA leakage ကပြန်လုပ်ပေးမှာဟုတ်လားနော် leakage ကပြန်လုပ်ပေးမှာဖြစ်တယ်ကဲနောက်ဆုံးတစ်ဆင့်ကတော့ termination ကတော့ဆရာတို့ဖတ်မယ် termination of the DNA က replicate take place where the two replication forks နှစ်ခု original replication ကနှစ်ခုဆိုတော့နှစ်နေရာလာမှာပေါ့ coming from the neighboring origin မိမိနဲ့နီးစပ်တဲ့ origin ကလာတဲ့ replication fork နှစ်ခုဟာ meet each other တစ်ခုနဲ့တစ်ခုထိတွေ့သွားပြီဟေ့ဆိုရင်တော့ DNA replication က terminate ရပ်သွားပြီ termination of the replication က occurs in the different way in different organism ဒီမှာသူကပြောထားလဲ different way in different organism ဟုတ်ကဲ့ပြန်ပြောမယ်ဘာ way ပူတူဘာ organism ဘာ way different ways in different organism အဲ့တော့ပြောချင်တဲ့သဘောက organism တွေကတစ်မျိုးတည်းမဟုတ်ဘဲနဲ့ organism တွေကအများကြီးဖြစ်တဲ့အတွက်ကြောင့်ကွဲတဲ့နီးလန်းတွေကလည်းအများကြီးရှိမယ်လို့ပြောချင်တာဖြစ်တယ်
most bacteria အများစုကတော့ဘာရှိတယ်ဆို chromosome ကစဝိုင်းပုံတင်ရှိတယ်နော်တကယ်တော့သူတို့ကိုယ်တိုင်ရဲ့ chromosome ဆိုတာလေသူတို့ကိုယ်တိုင်ကဘာဖြစ်နေတယ်လို့ပြောခဲ့လဲမနေ့တော့ DNA လို့ပြောခဲ့တာနော်သူတို့ကိုယ်တိုင်ရဲ့ chromosome ကလည်း DNA ပဲ DNA ကလည်း chromosome ပဲသူတို့မှာက chromosome တက် DNA တက်ဆိုပြီးတော့ဆွဲထုတ်ပြရလောက်တဲ့အထိသူတို့ကမရှုပ်ထွေးဘူးအမတန်းရိုးရှင်းတယ်ဘယ်လိုရုပ်တရားနော်အဲ့တော့ chromosome က circular ဖြစ်တယ် one origin တစ် point နဲ့ဖြစ်တယ်ဒါပေမဲ့တဲ့သူကဘာပြောလဲဆိုရင် there are exception တဲ့ချွင်းချက်တွေတော့ရှိတယ်တဲ့ဆိုတဲ့သဘောက bacteria တိုင်းဟာ original replication ကတစ် point နဲ့ဖြစ်တယ်လို့သူကဆိုလိုပေမဲ့ချွင်းချက်တော့ရှိတယ်လို့ပြောတယ်ပြီးတော့တခါသူကဒီမှာစကားလုံးလည်းပြောထားသေးတယ် most လို့ပြောတယ်အများစုလို့ပြောပြီးတော့ all လို့မရေးထားဘူးနော်တကယ်လို့ဒီနေရာမှာဒါဆရာတို့က most လို့မရေးဘဲနဲ့ all လို့ရေးလိုက်ရင် bacteria အားလုံးက circular chromosome ဖြစ်သွားပြီးတော့အခုက most လို့ပဲရေးထားတဲ့အတွက်ကြောင့်အားလုံးမဟုတ်ဘူးအများစုက circular chromosome ဖြစ်တယ်လို့သူကဆိုလိုတာဒါလေးလည်းမှတ်ထားဖို့လိုတယ်နောက်တစ်ခါသူကဒီမှာဗာဆက်ပြောလဲဆိုလို့ရှိရင်ဒီမှာတော့ပုံပြထားတော့ဘာ bacteria ရဲ့ပုံလဲဆိုရင် E. coli bacteria လေးရဲ့ပုံလေးဖြစ်ပြီးတော့တဲ့ E. coli မှာကျတော့ origin ကဘယ်နှ point ပဲဆိုလို့ရှိရင်1 point ပဲရှိပါတယ်တဲ့နော်အဲ့ဒီ E. coli origin 1 point မှာ replication fork နှစ်ခုဟာ two replication forks က proceed in the opposite direction စံကျင်ဘက် direction တိုင်းလာမှာတယောက်ကဘယ်ဘက်လာမယ်တယောက်ကညာဘက်လာတဲ့အခါမှာအဲ့ဒီ two replication forks နှစ်ခုဟာ meet each other တခုနဲ့တခုတွေ့ပြီးတဲ့အခါမှာ to form the two circular chromosome နှစ်ခုဖြစ်သွားတယ်တဲ့နော်အဲ့တော့စာရင်းနဲ့ဖတ်ပြနေရင်ဘာမှလည်းမသိဘူးပုံနဲ့ကြည့်လိုက်ဒီမှာတိုးလေး origin ကတခုတဲ့ဒီနေရာမှာအဲ့ဒီကနေပြီးတော့ကွဲပြီးတော့နှစ်ပိုင်းသွားသူကလည်းသူသွားအဲ့တော့ opposite direction သွားရင်နဲ့ဘယ်နှလုံးဖြစ်သွားနှလုံးဖြစ်သွားတော့တစ်ကနေဘယ်နှခုရနှစ်ခုရဒီလိုဖြစ်သွားအဲ့တော့ circular chromosome နှစ်ခုရတယ်လို့ပြောချင်တာနော်နောက်တစ်ခါတော့ဒီမှာဗာပြောသေးလဲဆိုတဲ့အခါကျတော့သူက eukaryote ကြတော့ have a long linear chromosome ကအရှည်ဖြစ်တဲ့အတွက်ကြောင့်တဲ့သူက bi-directional သွားမယ်တဲ့ bi-directional ဆိုတော့မြင်းကနှစ်ဖက်တဲ့တစ်ဖက်ကဒီကိုသွားမယ်နောက်တစ်ဖက်ကဒီကိုသွားမယ်တစ်ဖက်ကဒီကိုသွားမယ်နောက်တစ်ဖက်ကဒီကိုသွားမယ်အဲ့လိုမျိုး bi-directional သွားတဲ့အခါမှာသူက at the multiple origin ထပ်ပြောပြန်ပြီနော်မမှားနဲ့တော့နော် multiple origin ကဘယ်လိုလဲ multiple အများကြီးဖြစ်ပြီးတော့တဲ့ each origin တစ်ခုချင်းစီကဘယ်လိုသွားလဲဆိုရင်ဆိုတော့ opposite direction စန့်ကျင်ဘက်လမ်းကြောင်းသွားပြီးတော့အဲ့ဒီ replication နှစ်ခုtwo replication forks က meet each other တခုနဲ့တခုထိတွေ့တဲ့အခါမှာ to form the two chromosome နှစ်ခုရသွားပါလိမ့်မယ်တဲ့အဲ့တော့ပုံလေးနဲ့ကြည့်မယ်ဆိုတော့ဒီတိုင်းပေါ့တစ်ကြောင်း origin 3 point လားစခွဲနောက်ဆုံးဘယ်နှကြောင်းဖြစ်သွားလဲနှစ်ကြောင်းဖြစ်သွားတယ်အဲ့တော့သူကဒီမှာ late origin ဆိုတဲ့စကားလုံးကိုပြောတယ် LED late ဆိုတာနောက်ကျတာဆိုလိုချင်တဲ့သဘောက late origin လို့ဘာလို့ပြောလဲဆိုရင်သူများ origin တွေကွဲပြီးတော့မှ तू ကနောက်မှ like ကွဲလို့เนาะဒီမှာဆို step 1 step 2မှာဒီ origin တစ်ခုကကွဲတယ်ဒီ origin လေးကမကွဲသေးဘူး step 3ရောက်တဲ့အချိန်ကြာမှာဒီ origin လေးကစကွဲတဲ့အတွက်ကြောင့်သူ့ကို late origin လို့လည်းခေါ်တယ်အဲ့တော့ဆိုလိုချင်တဲ့သဘောက multiple origin တွေအားလုံးဟာတစ်ချိန်တည်းကွဲချင်မှကွဲမယ်စောကွဲတာလည်းရှိမယ်နောက်ကျမှနောက်ကနေ like ကွဲတာမျိုးလည်းရှိနိုင်တယ်လို့ textbook ကဆိုလိုတာဖြစ်တယ်ဒီထိမရှင်းတာရှိပြောလို့ရပါတယ်ဘာတွေမရှင်းတာရှိလဲရမလားရှင်းမလားဟုတ်ရှင်းပါရဲ့ဆရာ အဲ့တော့မရှင်းတာရှိရင်မေးလို့ရတယ်နော်ကဲနောက်တစ်ခုဆက်သွားမယ်ဘာလို့မြန်သွားလဲဆိုတော့ဆရာတို့ဒါတွေကရှစ်တစ်ပတ်လုံးသင်ထားပြီးသားတွေနော်အဲ့ဒါကိုဆရာတို့ textbook version နဲ့ဖတ်တာဟုတ်လားဘာပြန်ပြောလဲ difference တဲ့ prokaryote နဲ့ eukaryote ကြားထဲမှာရှိတဲ့ခွာခြားချက်တွေကိုပြောမယ်ကွာတဲ့ DNA replication ကတဲ့ two identical အဲ့ဒါလည်းအရေးကြီးတယ်နော် two identical replica of DNA လို့ပြောချင်တာကရလာတဲ့ DNA ကငကို original DNA နဲ့တစ်ထပ်တည်းတူတယ်လို့ပြောချင်တာဘာမှပြောင်းလဲသွားခြင်းရှိလားမရှိပါဘူးဆရာမရှိဘူး obtain from the original DNA ကနေရလာတဲ့အသစ်ခါဘာမှပြောင်းလဲသွားခြင်းမရှိဘူး DNA ကဘယ်အချိန်မှာ replication လုပ်လဲဆိုရင် before the cell division occur cell division လုပ်နေတဲ့အချိန်မှာလား cell division လုပ်ပြီးတဲ့အချိန်မှာလား cell division မလုပ်ရသေးတဲ့အချိန်မှာလားcell division မလုပ်ရသေးတဲ့အချိန်မှာဘာလို့လဲဆိုတော့ cell division လုပ်လို့ရှိရင်ကွဲပြီးသား DNA ကိုတယောက်တစ်ဝက်တည်သွားလို့မရဘူးလားဟုတ်တယ်မလားနော်နှစ်ဆကွဲထားတယ်လေနှစ်ဆကွဲတော့မင်းတစ်ဝက်ယူသွားငါတစ်ဝက်ယူသွားမ okay ဘူးလား okay တာပေါ့ဟုတ်ဒီထိရမလား
ဟုတ်ဆရာ အဲ့တော့ prokaryote ကို eukaryote ကိုဘာပဲကွဲကျင်တာကွဲတယ်ဘာပဲခေါ်တယ်လို့ပြောလဲ semi conservative 3ခါရှိပြီနော်သူပြောနေဟလား semi conservative နော် prokaryote လည်း semi conservative ပဲ eukaryote လည်း semi conservative ပဲဒါပေမဲ့တော့ဒီမှာဘာပြောလဲ few difference ကွာခြားချက်လေးတော့ရှိတယ်ကွာတဲ့ဘာကြောင့်လဲဆိုတဲ့အခါကျတော့ DNA ကတဲ့ cell တွေရဲ့ DNA size တဲ့အရွယ်စားပေါ်လဲမူတည်တယ်လို့လေတဲ့သူတို့ရဲ့တဲ့ genetic material တွေရဲ့တဲ့ complexity of the genetic material ရှုပ်ထွေးမှုတွေပေါ်ကိုလည်းဘာဖြစ်လဲမူတည်တာကိုတဲ့ဒါကြောင့်မို့လို့တယောက်နဲ့တယောက်ကတော့တကောင်နဲ့တကောင်တော့နည်းနည်းတော့ဘာဖြစ်မှာလဲကွဲမှာပေါ့တဲ့သူကပြောတယ်အဲ့တော့ဘာတွေကွဲလဲထပ်ပြောတဲ့အခါမှာဆရာတို့မနေ့ကပြောထားပြီးသားဟာတွေပဲပြန်ဖတ်မယ်နောက်တစ်ခါ prokaryote ရဲ့ DNA က circular double strand eukaryote က linear double strand prokaryote က nucleus မရှိလို့ cytoplasm ထဲမှာလုံမယ် eukaryote က nucleus ရှိလို့ nucleus ထဲမှာလုံမယ် prokaryote ကအများအားဖြင့် origin က single တစ်ခုတည်းရှိတယ် eukaryote ကတော့ multiple အများကြီးရှိတယ် prokaryote ရဲ့ DNA ရဲ့ amount ကိုပြောပါဆိုရင်နည်းနည်းလေးပဲ small amount နည်းတယ် eukaryote ကတော့ prokaryote ထက်ပိုများပြီးတော့အစာပေါင်းနဲ့ပြောပါဆိုရင် prokaryote ထက်အစာပေါင်း50ကျော်တိုင်အောင် eukaryote ရဲ့ DNA ကပိုများတယ် prokaryote မှာအဓိကကူညီတဲ့ polymerase enzyme က1နဲ့2နဲ့အမျိုးအစားဖြစ်တယ် eukaryote မှာအဓိကကူညီတာက alpha ရဲ့ delta ရဲ့ epsilon ရဲ့အသေးစိတ်သိကြံတော့ဆရာပို့ထားတဲ့ homework group တွေကစာအုပ်ဖတ်ဒါပေမဲ့ကျောင်းသားအများစုတက်ကတော့အသေးစိတ်မသိလဲလုံလောက်တယ် textbook ထဲမှာဒါလေးပဲပါတော့ဒါလေးပဲမှတ်နိုင်တယ်ဆိုလဲမှတ်မဟုတ်ဘူးကျွန်တော်ကတော့ပို့ပြီးတော့အသေးစိတ်သိကျင်တယ်ဆိုရင်တော့ဆရာမနေ့တော့ polymerase enzyme တွေရဲ့အကြောင်းကိုတဆင်ချင်းစီရေးပေးထားတာရှိတယ်အဲ့ဒါလေးကြည့်ကြည့်မကြည့်ချင်ဘူးကျွန်တော်တို့ကတော့အရေးမကြီးဘူးတဲ့ကြောင့်မမှတ်တော့ဘူးဒါလေးပဲမှတ်မယ်ဆိုလဲမှတ်ပြန်ပြောမယ် prokaryote မှာကူညီတဲ့ DNA polymerase အမျိုးအစားက1နဲ့2ဖြစ်တယ် eukaryote မှာ1နဲ့3ဖြစ်တယ်ပြောတာ sorry eukaryote မှာကူညီတဲ့အမျိုးအစားကတော့ alpha ရဲ့ delta ရဲ့ epsilon ရဲ့ဖြစ်တယ် prokaryote မှာလည်း Okazaki fragment က large ကြီးပေမဲ့ eukaryote မှာတော့ Okazaki fragment က small သေးတယ် prokaryote မှာ process ကမြန်တယ်တစ်စက္ကန့်ကို base pair 2000လောက်ကူးနိုင်တယ် eukaryote မှာတော့ process ကနှေးတယ်တစ်စက္ကန့်ကို base pair 100လောက်ပဲကူးနိုင်တယ် prokaryote မှာနောက်ဆုံး result က circular chromosome ဘယ်နှခုရလဲ2ခုရတယ်circular chromosome 2ခုရတယ် eukaryote ကတော့ chromosome မရဘူးဘာရလဲဆိုရင် chromatic ရတယ်ဘာကြောင့်လဲဆိုရင်ဆရာတို့က chromosome ကအရင်တော့ကဒီလိုပုံစံနေရင်အဲ့ဒါက chromosome ကွဲပြီးသွားလို့ဒီလိုမျိုး၄ခုလေးဖြစ်သွားရင်အဲ့ဒါကိုဆရာတို့ဘာလို့ခေါ်လဲ chromatic ဒါကြောင့်မလို့ chromosome ချင်းမတူတဲ့အတွက်ကြောင့် prokaryote မှာ circular chromosome 2ဝိုင်းရပြင်မဲ့ eukaryote မှာတော့ဘာရလဲဆိုဆရာတို့က chromatic ရတယ် cell division ပြီးတော့မှသာလင်ဆရာတို့ကဘာဖြစ်သွားမှာလဲဒီဘက်ကို chromosome တစ်ခုသွားဒီဘက်ကို chromosome တစ်ခုသွားဆိုပြီးပြန်ခွဲမှာ cell division တော့ဆရာတို့မသင်တော့ဘူး grade 11 chapter 5မှာ meiosis cell division နဲ့ mitosis cell division ကိုသင်ပြီးသားဖြစ်တယ်အဲ့တော့ဒီထိဒါနဲ့ပတ်သက်လို့မရတာမေးစရာမေးချင်တာပါရှိသေးလဲရှိရင်မေးလို့ရပါတယ်မရှိသေးပါဘူးဆရာ ကျန်တဲ့သူတွေရောဟုတ်ကဲ့prokaryote cell မှာ DNA ကထုတ်လုပ်မှုပိုပြီးနည်းဗျာဒါပေမဲ့သူပြောတာじゃဒီ base pairing ကじゃပိုပြီးမြန်ပေါ့ခင်ဗျာအဲ့ဒါ base pairing ပိုမြန်တာပြင်မြန်ပေမဲ့ DNA ကဒီeukaryote ရဲ့ဘာလို့ပိုပြီးမထုတ်နိုင်တယ်လဲပေါ့ခင်ဗျာဒါမေးခွန်းဆရာနားမလို့ဘလို့ prokaryote က DNA ကနည်းတယ်ဟုတ်ကဲ့ဟိုသူက base pairing ကမြန်ပေမဲ့ DNA ကများတယ်ခင်ဗျာDNA က base pairing မြန်ပေမဲ့ DNA ကနည်းပေါ့ခင်ဗျာ eukaryote မှာじゃ base pairing ကနေပြီးတော့ DNA ကများတယ်အချိန်ပိုယူပေါ့ဟုတ်လား prokaryote က DNA ကရိုးရှင်းတယ်နည်းလဲနည်းတော့အလုံးလုံးရင်မြန်ပြီးတယ်တစ်စက္ကန့်မှာပဲအခုရ2000လောက်နဲ့ကိစ္စပြီးကျင်ပြီးသွားမှာ eukaryote က complexity ဖြစ်တော့ရှုပ်ထွေးတဲ့အတွက်ကြောင့်ကူးယူတာနှေးတယ်နှေးရတဲ့အပြင်ကို DNA ကလည်းကြီးတဲ့အတွက်ကြောင့် eukaryote မှာ DNA replication လုပ်မယ်ဆိုရင်အချိန်ကပိုလောက်ရတယ်တော့ဟုတ်လားဆရာတို့ကဒီမှာဆိုလိုတာကတစ်စက္ကန့်နဲ့ပြီးရလို့ဆိုလိုတာမဟုတ်ဘူးတစ်စက္ကန့်မှာဖြစ်တယ်လို့ဆိုလိုချင်တာအဲ့တော့ prokaryote က9စက္ကန့်လောက်နဲ့ပြီးပြင်မဲ့ eukaryote ကနိုင်ဝက်ကြရင်လည်းကြာမယ်ဆရာပြောချင်တာသိလားတော့ဟုတ်လားနှစ်ယောက်လုံးကတစ်စက္ကန့်ပဲအချိန်ရွယ်လို့ပြောတာမဟုတ်ဘူးနော်တစ်စက္ကန့်ပဲအချိန်လို့ပြောတာမဟုတ်ဘူးနော် prokaryote ကတစ်စက္ကန့်ကိုအခု2000လောက်နိုင်တယ် DNA ကနည်းတော့အခုရ1000လောက်ပဲရှိတယ်ဆိုရင်သူက9စက္ကန့်လောက်နဲ့ပြီးရင်ပြီးမယ် prokaryote က
ဟာလားယူကရိတ်ကကြတော့အခုကြီးကတစ်စက္ကန့်မှ100ပဲလုံနိုင်တယ်ဒါပေမဲ့တေချာကသူ့မှာ DNA base pair 3.2 billion လောက်ရှိတယ်ဆိုတော့သူကတစ်စက္ကန့်မှ100ပဲသူလောကမှာ3.2 billion ဆိုတော့ဟိုကောင်က9စက္ကန့်လောက်နဲ့ပြီးပြီမယ်သူက1နိုင်လောက်ကြာရင်လည်းကြာမယ်တော့ပေါ့လား ဟုတ် ရ ကဲ့ လားနော်ဒါကြောင့်မလို့ဆရာတို့ကကလေးလေးအသားလုံးလေးတစ်လုံးကမိခင်တူရဲ့ဘိုက်ထဲမှာတရေတည်ပြီးရင်လူသားတွေဆိုအချိန်ဘယ်လောက်စောက်ရလဲဖွံ့ဖြိုးဖို့အတွက်ကဘယ်လောက်စောက်ရလဲ6လလောက်စောက်ရတယ် 6လဟုတ် 6လအတွင်းမှာဘာတွေ ကို ဖြစ်နေ လာလွယ်ဆယ်လဖွာ အေး6လအတွင်းမှာဆဲတွေမကွဲနေဘူးလားဟုတ် ကွဲ လား နေပါရဲ့ဆရာ ဆဲတွေကွဲနေအဲ့ဒီဆဲတွေကွဲနေတဲ့အချိန်မှာ DNA ရဲ့ replication လုပ်မနေရဘူးလားသဘောပေါက်လားဒါကြောင့်မလို့ဘက်တီးရီးယားတစ်ကောင်ဟာတဲ့လုံလောက်တဲ့အစာအာဟာရနဲ့လုံလောက်တဲ့အပူချိန်သာပေးမယ်ဆိုရင်ဘက်တီးရီးယားတစ်ကောင်ဟာစက္ကန့်20မှာနောက်ထပ်အသစ်တစ်ကောင်ရတယ်လို့ပြောချင်တာစာအုပ်တရားဒီလိုဆိုလို့တယ်နော်ဘက်တီးရီးယားလေးတွေကိုလုံလောက်တဲ့ temperature နဲ့လုံလောက်တဲ့အပူချိန်ပေးမယ်ဆိုရင်တဲ့သူကဘာပြောလဲဆိုလို့ရှိရင်တစ်စက္ကန့်မှာစက္ကန့်20မှာဘက်တီးရီးယားတစ်ကောင်ထပ်ဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့လူသားတွေမှာကြတော့အဲ့လိုမဖြစ်နိုင်ဘူးလေသဘောပေါက်လားတစ်ခါတစ်ကောင်ဖြစ်ဖို့ဘယ်လိုအချိန်ယူရလဲဆရာတို့ကလနဲ့ချီပြီးအချိန်မယူပါဘူးလားသဘောပေါက်လား ဟုတ်ယူရပါတယ် အဲ့ဒါဘာကြောင့်လဲဆိုနှစ်ချက်ကြောင့် DNA ပမာဏများတာတစ်ချက်နောက်တစ်ချက်ကဘာဖြစ်လဲဆိုလို့ရှိရင်ဆရာတို့ကbase pair ကတစ်စက္ကန့်မှာလုံနိုင်တဲ့အရေးအတွက်ဘာဖြစ်တာတစ်ချက်နဲတာတစ်ချက်ရမလား ရပါ ရမလား Okay ကျန်တဲ့သူတွေရောဗာမေးတယ်ရှိသေးလဲ any Okay ဘာမှမရှိရင်ဆရာဗီဒီယိုလေးတစ်ခုပြမယ်အဲ့ဒါပြီးရင် break မယ်နော်အဲ့ဒါလည်းဘာမှမဟုတ်ဘူး DNA replication ကိုပဲOxford တက္ကသိုလ်မှာသင်ထားတဲ့ course လေးနဲ့ presentation လေးလုပ်ထားတာဖြစ်တယ်9မိနစ်ပဲကြာတယ်เนาะအဲ့ဒါလေးကြည့်လိုက်အဲ့ဒါလေးကြည့်ပြီးဆရာတို့အတန်းနားပါမယ်ပြီးတော့မှထပ်ပြီးသိကြတာရှိရင်အိမ်မှာစာပြန်ဖတ်နေရင်လည်းသိကြတာရှိရင် group ထဲမှာဆရာကဘာလုပ်ထားလို့ရလဲမေးထားလို့ရတယ်เนาะဟုတ်လား screen တွေ့လား ဟုတ်တွေ့ပါရဲ့ဆရာ အဲ့ဒါเนาะဆရာဖွင့်ပြီ okay ချက်ကြည့်လိုက်เนาะ ဟုတ်တယ် လို့လဲ DNA replication is the process by which a duplicate copy of the genetic material is made before a cell divides. The steps in replication are highly conserved in all organisms. There are a few details that ခဏလေးနော်ခဏလေး differ between bacteria and eukaryotes, but we focus on bacterial replication in this animation for simplicity. The process of DNA replication is broadly described as having three phases: initiation, elongation, and termination. Let's begin by considering the initiation phase. For copying to take place, the double helical structure of the DNA must first be opened at a site termed the origin of replication to allow access by the machinery that will copy the DNA. This opening is regulated by a series of initiation regulatory proteins not shown here. Once open, a DNA helicase, a ring of 6 subunits, is loaded onto one strand of the DNA at each side of the replication bubble. This establishes two replication forks that will move away from each other as replication proceeds. The synthesis of DNA is catalyzed by an enzyme called DNA polymerase. However, DNA polymerases cannot start a new strand from scratch. Instead, they can only elongate an existing polymer of DNA or RNA. Consequently, a primer sequence needs to be made from which DNA polymerase can continue its synthesis. Primers are made by an enzyme called primase. Once access to the single strands of the DNA has been obtained, the primase is loaded onto the DNA. The primase synthesizes a small stretch of RNA by copying the sequence of nucleotides on the template strand. A DNA polymerase will later elongate this small RNA stretch. The next steps allow loading of the DNA polymerases onto the DNA to copy the entire chromosome. The first component that is loaded is the sliding clamp, a ring-shaped structure that binds at the 3' end of the newly made RNA primer. To get onto DNA and encircle it, the clamp is loaded by a clamp loader complex. The 5-protein clamp loader complex binds to the sliding clamp, and binding of ATP allows opening of the sliding clamp ring. The opened ring then encircles the template primer junction at the 3' end of the primer. Interaction with the 3' end of the DNA stimulates ATP hydrolysis, and the clamp loader dissociates from the DNA to be replaced by the replicative DNA polymerase. The 3' end of the primer is positioned in the polymerase active site to allow addition of nucleotides to this end.
During elongation, the replication bubble gets bigger as the helicases move apart, establishing two replication forks that move in opposite directions. The sliding clamp and polymerase unit at each replication fork moves along the DNA as the helicase unwinds the double-stranded DNA to expose single strands. Let's focus on just the right-hand fork for the moment, as the processes at both forks are identical. Polymerases are loaded onto both the top and the bottom DNA strands at the fork. Because polymerases only synthesize DNA in the 5' to 3' direction, the two strands must be copied in opposite directions. The bottom strand in this fork is the leading strand. The polymerase on this strand moves continuously from left to right, synthesizing DNA as it travels. The top strand is the lagging strand, on which just a short stretch of DNA is made by the polymerase elongating in the 5' to 3' direction. After synthesizing this short stretch of DNA, the polymerase then dissociates and a new polymerase binds at the fork to elongate the next RNA primer. So priming and elongation are happening repeatedly on the lagging strand as the replication fork moves along the DNA. Synthesis is discontinuous. The short stretches of DNA that are made on the lagging strand are called Okazaki fragments after their discoverer. During the course of replication, these fragments are stitched together. When the lagging strand polymerase runs up against a previously made Okazaki fragment while in the process of synthesizing DNA, the replicative DNA polymerase 3 is replaced by DNA polymerase 1, which has 5' to 3' exonuclease activity. This exonuclease then degrades the RNA primer in front of it, synthesizing DNA as it goes. Once the RNA primer is removed, the two sections of DNA are joined by DNA ligase. Now the lagging strand has been elongated by one more Okazaki fragment. While this view of the replication fork is easiest to understand, in reality the leading and lagging polymerases are coupled and move in concert with the helicase. This coupling requires one DNA strand to be looped around so that the lagging polymerase can synthesize DNA in the 5' to 3' direction while moving with the fork. We explore this coupling in more detail in a separate animation. Much less is known about the details of the termination of DNA replication. Once the entire chromosome is copied, the two replication forks meet each other and are dismantled. The ends of the new DNA strands are then joined, again by DNA ligase. The two daughter DNA molecules now consist of one parent strand of DNA shown in grey and one newly made strand shown in green. Thus, DNA replication is termed semi-conservative. Okay လား။ဘာသိချင်တာရှိလဲ။ကြည့်လိုက်တော့ဆရာတို့သိထားတာနဲ့သူ့ရဲ့ပြထားတဲ့အချက်မှာနည်းနည်းဟောဖြစ်ချင်တာများရှိလား During DNA replication may Hello တန်ကြားရလား ဟုတ်ကြားပါရဲ့ဆရာ ဟုတ်ကဲ့ပါတယ်ဆရာ ဘာသိချင်တာရှိလဲအဆင်ပြေလား replication နဲ့ပတ်သက်လို့ဗာမေးချင်တာရှိလဲ လောလောဆယ်တော့မရှိသေးဘူးဆရာ ကျန်တဲ့သူတွေရော ဟုတ်မရှိပါဘူး Okay ဟုတ်ပြီဒါဆိုရင်ကျွန်တော် process နှစ်ခုပြီးပြီပထမတစ်ခုကတော့ DNA RNA ရဲ့ structure တွေ function တွေကိုပြောတယ်ပြီးရင်နောက်တစ်ခါ DNA replication ဖြစ်စဉ်ကိုပြောတယ်နောက်ပြန်သင်ခန်းစာအသစ်သွားမယ် Okay လားဒီတိအဆင်ပြေလားအဆင်ပြေလားအဆင်မပြေတာရှိရင်ပြော3 6 17 12 21ဒါတွေကတော့ပုံမှန်အတန်းတက်တဲ့သူတွေပါပဲနော်အဆင်မပြေတာရှိလား break လို့ရပြီလားဒီနေ့တော်ပြီလား ဟုတ်ဆရာအဆင်ပြေပါရှင် စင်ပြပါ ဟုတ်ပြီအဲ့တော့ဗီဒီယိုတွေကြည့်တော့လဲဆရာတို့ဒါတွေပါပဲเนาะဒါတွေပါပဲเนาะ DNA polymerase ကတိဆောက်တယ်ဟုတ်တယ်မလားเนาะဟိုတိဆောက်တယ်ပြီးသွားရင်ဟို nucleotide တွေကိုထပ်ထည့်ပေးတယ်ဟုတ်တယ်မလား lagging strand ဖြစ်တယ်ပြီးရင်နောက် leakage ကဟိုပြန်ဖြစ်အောင်ပေါ့เนาะဒါတွေကိုတစ်ဆက်တည်းဖြစ်အောင်ပြန်လုပ်ပေးတယ်ဒါတွေပဲပြောသွားတာပဲเนาะဆိုတော့မနေ့ပြန်စာနည်းနည်းဖတ်ခဲ့မယ်เนาะမနေ့ပြန်စာမေးဖို့ရှိတယ်เนาะကျူပြောထားတယ်နော်စာမေးဖို့ရှိတယ် ဟုတ် မေးဖို့ရှိတယ်ဆိုတာက
1/1 ဖြစ်ချင်လဲဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်လဲဘာမှမလဲ activity တစ်ခုဖြစ်ချင်လဲဖြစ်မယ်Google Form နဲ့ assessment ကတော့ပထမတော့လုပ်မလုပ်ပဲဒီအထိကိုဒါပေမဲ့မလုပ်ချင်သေးဘူးပေါ့နော်တခြားနီလန်တစ်ခုနဲ့ဒီအရှိရသင်ပြီးတဲ့ဟာတွေကို assessment လုပ်ဖို့ရှိတယ်တခြားနီလန်တစ်ခုနဲ့ပေါ့နော်ဆိုတော့စာလေးနည်းနည်းဖတ်ခဲ့ဖို့လိုအပ်တယ်ရမလား ဟုတ်ကဲ့ဆရာ ဟုတ်ဆရာ အဲ့ဒါဒီနေ့ဒီလောက်ပဲနော် stop share ကျေးဇူးတင်ပါတယ်ဆ ကျေး ရာ ဇူးတင်ပါတယ်ဆရာ